တင်ဖြတ်တန်းရမယ့်ဆက်ဆံရေးတိုင်းမှာအဆင့်9ဆင့်ရှိပါတယ်စိတ်မကောင်းစရာကတော့လူအများစုဟာဒုတိယအဆင့်ကိုတော့ကြော်ဖြတ်နိုင်လေမရှိကြပါဘူးအဆင့်1ဆွဲဆောင်မှုရှိသောအဆင့်ရင်ခုန်တန်တွေစိတ်လှုပ်ရှားမှုတွေနဲ့အဆုံးမရှိတဲ့ဖုံးခေါ်ဆိုမှုတွေပေါ့အရာအလုံးကပြီးအစုံကြီးသလိုခံစားရတတ်ပေမဲ့ဒါဟာအပေါ်ယံမဲ့အသာရှိပါသေးတယ်အစင်နိပฏิပက္ခဖြစ်သောအစဉ်သဘောထားခွဲလွဲမှုတွေစတင်လာပါပြီမင်းကသူ့ရဲ့အပြစ်အနာအစာတွေကိုမြင်လာသလိုသူကလည်းမင်းရဲ့အဖြစ်တွေကိုမြင်လာလိမ့်မယ်အတ္တတွေတိုက်ဆိုင်မိမယ်နားလည်မှုလွဲလာတွေနဲ့တန်ရာဟောင်းတွေပြန်ပေါ်လာတတ်တယ်ဆက်ဆံရေးအများစုဟာဒီအဆင့်မှာပဲလမ်းခွဲသွားကြတာပါအဆင့်3ကူးစားမှုအဆင့်တကယ်လို့မင်းတို့နှစ်ယောက်ဆက်လက်တွဲလာမြဲနေမယ်ဆိုရင်ရင်းကျက်လာပါလိမ့်မယ်တယောက်စကားတယောက်နားထောင်ပေးတလာမယ်ခွင့်လွတ်တလာမယ်တန်ခမ်းစာယူတလာမယ်ဒီအဆင့်ဟာအချစ်ကိုပုံမနဲ့ဆိုင်လာတဲ့ဆင့်ထီပြီးစိတ်ကူးရင်မှုတသက်မဟုတ်တော့ပဲရွေးချယ်မှုတစ်ခုဖြစ်လာပါပြီအဆင့်4လက်တွဲဖော်အဆင့်မင်းတို့ဟာတယောက်နဲ့တယောက်မတိုက်ခိုက်တော့ပဲပြဿနာတွေကိုအတူတူရင်းဆိုင်ဖြေရှင်းကြပါလိမ့်မယ်မင်းတို့ရဲ့စိတ်အေးချမ်းမှုကိုအတူတူကာကွယ်ကြလိမ့်မယ်ဆုံးဖြတ်ချက်တွေကိုတယောက်တည်းသတော်နဲ့မလုပ်ပဲအတူတူတိုင်ပင်ပြီးမှလှုပ်ဆောင်ကြမယ်အပြန်အလှန်လေးစားမှုဟာခိုင်မာတဲ့အုတ်မြစ်ဖြစ်လာပါတယ်အဆင့်5အမွေအနှစ်အဆင့်မင်းတို့ဟာအချစ်ထမကတဲ့အရာတွေကိုအတူတူတည်ဆောက်ပြီးသွားပါပြီဘဝတစ်ခုရီမန်းချက်တစ်ခုနဲ့အနာဂတ်တစ်ခုပေါ့အမြဲတမ်းတော့ရင်ခုန်စိတ်လုံရှားစရာမကောက်ခြင်းမကောင်းပါလိမ့်မယ်ဒါပေမဲ့ခိုင်မြဲပြီးအင်အားရှိပါတယ်ဒါဟာစစ်မှန်တဲ့အချစ်စစ်ပါပဲစုံသွေးအမှားဆိုဟာဒုတိယအဆင့်မှာတင်ပြိုခွဲပါတတ်တယ်ဘာလို့လဲဆိုတော့ပฏิပက္ခဖြစ်တာကိုကြားရှုံမှုလို့ထင်မှတ်တတ်ကြလို့ပါဒါပေမဲ့တကယ်တော့ဒါဟာပုံမနဲ့ဆိုင်တဲ့ဆက်ဆံရေးစီကိုတွားမယ်တကားပေါ်တစ်ခုထည့်ပါတယ်အချစ်ဆိုတာမုံတိုင်းတွေကိုရှမ်းကွင်းဖို့မဟုတ်ပါဘူးမုံတိုင်းတွေကိုတယောက်နဲ့တယောက်ပြီးချင်းရင်းပြီးအတူတူအန်ထုကြောဖြတ်ဖို့ဖြစ်ပါတယ်ရန်ဖြစ်တာတွေမျက်ရည်ကျတာတွေတိတ်ဆိတ်ငြင်းတမှုတွေရှိခဲ့ပြီးတဲ့နောက်မှာတော့မင်းတို့နဲ့ရောက်အတူတူရှိနေသေးတယ်ဆိုရင်မင်းတို့ဟာချစ်နေကြရုံတွေမဟုတ်ပါဘူးထာဝရခိုင်မဲမဲအရာတစ်ခုကိုပြီးဆောင်နေကြတာထက်ပါတယ်